2026 ခုနှစ်82နှစ်မြောက်တပ်မတော်နေ့ထိမ်းမှ32နှစ်မြောက်တပ်မတော်ကြီးရေးစီတီဝိုင်းပြိုင်ပွဲကားဆင်မှာဝင်ရောက်ရှင်နိုင်တဲ့ကာကွယ်ရေးဦးစီးချုပ်ရုံးရှိကိုသာသူစီတီဝိုင်းနဲ့မှာဓမ္မကြာတက်ကြချုံချုံမှုနဲ့မြန်မာစတာတက်ကြကြီးမြင့်စောတို့မှဦးဆောင်တာအနဝါစစ်တီစစ်ချီချင်းအားဒီမို့ကပြိုင်ပွဲဝင်ခွင့်ပြုလို့ဝင်ရောက်နေရာယူခြင်းပဲဖြစ်ပါတယ်国家无敌教养员，国家62万，1、2、13国家，改国为人，关注了。ပြုတ်ပြခွဲအမှတ်1ပထမဆင့်မှာတော့ဆက်ရှိသေးသောတာဝန်တရက်စစ်ချီသေးခြင်းအားဒီမို့ကတပ်မတော်ကြီးလေးဒီကိုများ၏အဆုတ်အသက်ညီညာမှုအပေးယူမျှတမှုတို့ကိုပြုတ်ပေါ်ပြသနေခြင်းပဲဖြစ်ပါတယ်ပြုတ်ပြခွဲအမှတ်1ဒုတိယဆင့်မှာတော့ Sorry in the Blue Sky ဒီပညာအမှုကနိုင်ငံဖြတ်ရန်တိုးတွန်းလန်အာမဒီစိတ်ထားတပ်မတော်သားပြုတ်ပေါ်ပုံမှာတော့စစ်မြေပြင်တွင်၎င်းရန်သူစခန်းတောင်ကုန်းများချိန်မုံရာတွင်၎င်းတိုက်ခိုက်ချိန်မုံမြေပုံသဏ္ဍာန်အားပြုတ်ပေါ်ပြသနေခြင်းပဲဖြစ်ပါတယ်တပ်မတော်ကြီးခင်ဗျမြန်မာတိုက်ပွဲဝင်သင်္ကားနှစ်စီးဘုံကိုဘုံပြုပေးပေါ်ပြသနေခြင်းပဲဖြစ်ပါတယ်
င်္ဂါတိုက်လို့စစ်ချီလေးချင်းအားဒီမို့ကလိုင်းတန်းလေတန်းဒုမမှုပြန်ဇာနီစိတ်ထားရေတက်သားဟုပြုဘောပုံမှာတော့တမတော်ကြီးမှတိဆောက်ခဲ့တော့ခင်မီပြီးခဲ့စစ်ရေးချင်းတစည်းပုံကိုပြုဘောပြသနေခြင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးtiêuပြကွက်အမှတ်နဲ့ဒုတိယစစ်မှာတော့ပိုင်နဲ့ကောင်းငရံကျူးကျော်မခံကာကွယ်စိတ်ထားလေးတက်တာဒီညွန့်ပြုတ်ဘောကဘလက်ပီကဒေသချင်းအားတိမုတ်လေးရဲ့တက်မတော်လေးမှတိုက်ခိုက်ရင်လေရင်နှစ်စီးဘုံကိုပြုတ်ဘောပြသနေခြင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးဒိုးစစ်သားစစ်ချီသေးချင်းအားတိမုတ်ကရေမှန်းချက်ညီစီကြီးရည်လီဇွဲမှန်စိတ်ထားတက်မတော်သားပြုတ်ပေါ်ပြကွက်မှာတော့တက်မတော်သည်နိုင်ငံတော်၏တာဝန်များကိုထမ်းဆောင်ရာတွင်မဆုံးမနစ်တက်ညီလက်ညီလှုပ်ဆောင်နေပုံကိုလင်းနစီတက်ညီလက်ညီလောကပုံနှင့်ပြုတ်ပေါ်ပြသနေခြင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးအနည်းရောက်ပြောပြခဲ့ပြေဘောပေါ်မှာတော့ဓမန်းအော့ဟာလေတိတိချင်းအားကြီးမုတ်ကတချင်းအသက်တင်ဂီတကြီးယာဂီတတင်ဂီတအမတ်သားဂျီကလစ်အမတ်သားနှစ်ခုကိုပြေဘောပြသနေခြင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးအနည်းရောက်ပြောပြခဲ့ပြေဘောပုံမှာတော့စကီဗီယိုစလိုမတေတချင်းအားတိမုတ်ကတူညီစိတ်ထားကြီးရည်လေးဇာနီဝါပြေဘောပုံမှာတော့ကြီးရည်လေးတက်မတော်သားတို့၏စိတ်သက်တူညီမှုမိန့်နာခံတတ်မှုနှင့်စွန့်ရည်တို့ရဲ့ပြည့်စုံမှုတို့သည်နောင်လာမည့်အနာဂတ်တွင်
စိတ်သက်မရင်းမရတပြောင်လဲရှိနေမိအတွက်တမတော်သားအပေါင်းတို့အားဒီနေ့များလို့ဖြင့်ဂုဏ်ပြုပြုပေါ်ပြသနေခြင်းပဲဖြစ်ပါတယ်လက်ရဒုတိယပွဲ၏ဆွေးပြကပြသခြင်းစင်ပါတော့လက်ရဒုတိယပွဲ၏ဆွမ်းမကားစစ်တီဝိုင်းစစ်တီများ၏စေးပြဆွမ်းရည်လှုပ်ရှားမှုများနှင့်စစ်တီဝိုင်းစေးပြခေါင်းဆောင်မှကျိုင်းဆွမ်းရည်ကျွမ်းကျင်မှုတို့ကိုညီညာလှပစွာပေါင်းစပ်လျက်ပြုဘောပြသပြီးကျန်းစစ်တီများမှာအခုရောက်ရှိနေသည့်ခုနှစ်အခရာ2026အားပြုဘောပြသနေခြင်းပဲဖြစ်ပါတယ်စံတည်တည်မျိုးပြခွေပထမဆင့်ပြသရန်တွင်ပြည်သူသားကောင်းစစ်ချီတေးရှင်အားကြီးမုတ်ကဒုတော်ဝင်ရေသုံးမကိုဥထိတ်ထား၍နိုင်ငံတော်အတွက်အသက်နှင့်ခန္ဓာကိုယ်ပေးဆက်ရန်အတွက်တပ်မတော်မှအမြဲအသင့်ဖြစ်နေကြောင်းကိုရည်ညွှန်းပုံပြုပြောပေါ်ပြသနေခြင်းပဲဖြစ်ပါတယ်စစ်ချီတေးခြင်းအားပြုဖို့ကတပ်မတော်ဒီနိုင်ငံအတွက်အမြဲတမ်းအသင့်ဖြစ်နေကြောင်းကိုရည်ညွှန်းကုန်ပြုကာဖြင့်ရုပ်ဖော်ပြသနေခြင်းပဲဖြစ်ပါတယ်စံတည်တည်မှုဖြင့်ပြုပြပွဲမြို့ပေါ်ပေါ်မှာတော့ထာဝရသစ္စာတည်တည်ခြင်းအားတည်မှုလျက်တိုင်းသားညီကိုတရားလုံးသဘောတူညီချက်ဖြင့်ခင်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်တရားကိုရှေ့ရှု၍ကပီးမော်ကိုရည်ထိုးပြီးကြောက်တိုင်တိုင်းစိုက်ထူနိုင်ခြင်းကိုဂုဏ်ပြုပြုပေါ်ပြသနေခြင်းပဲဖြစ်ပါတယ်
ဆက်လက်ပြီးပြည်ပဆိုင်ရာအေကန်ဒေသချင်းနဲ့မြန်မာအသံစဉ်အေကန်ဒေသချင်းဒီမို့ရန်တွေနေရာယူနေခြင်းပဲဖြစ်ပါတယ်စစ်ရေးများတွင်တက်ဆင်ထားသောခေါင်းလောင်းပုံအားပြုဖော်ခြင်းဖြစ်ပါသည်စစ်ရေးများတွင်တာဝန်ကျတပ်ဖွဲ့များပြောင်းလဲများနှင့်အချိန်နဲ့သတ်မှတ်ချက်များတွင်ခေါင်းလောင်းအားအသုံးပြုရပါသည်စစ်ရေးတစည်းအတွက်အရေးပါသည့်အမှတ်သားတစ်ခုဖြင့်ဂုဏ်ပြုပြုဖော်ပြသထားခြင်းပဲဖြစ်ပါတယ်အပြည်ပြည်ဆိုင်ရာအေကန်ဒေသချင်းဒီမို့မှုစီစဉ်မှာတော့ပီကွင်ဒမ်ဒေသချင်းဒီမို့ရှင်မြိုင်တော့မှာဖြစ်ပါတယ်
ဆက်လက်ပြီးမြန်မာတန်စင်အကန်တင်ချင်းဒီမှုစီစဉ်မှာတော့ကဏ္ဍဝင်တည်တံရှင်ထွန်းတေးသိမ့်တန်ရစ်ဆက်တီကုန်းပြီးတည်တံရှင်မနောပြန်တဲ့တီဆိုဟန်ဖြင့်မျက်နှာဝိုင်းမီယာတည်ချင်းဖြင့်ဆက်လက်ဒီမှုရှင်မြန်တော်မှာဖြစ်ပါတယ်
ပေးတော်တော်အဖြစ်ဆက်လက်ခွင့်ပြုပါ 61 now show အခုဆိုရင်နော်ကာကွယ်ဦးစီးချုပ်ရုံးရှိကိုစားပြုစီတီဝိုင်းနဲ့ဟာပြန်ဝန်းဝင်ပြီးဆုံးပြီဖြစ်ပါရဲ့ဗိုလ်ကြီးတက်တအောင်ရစ်ဆက်ပြီးကုန်းမှာတော့ရဲရဲတောက်ကြောက်စုစစ်ချီသေးခြင်းဟာတိမိုလီရဲ့ဆေးပြကွင်းတွင်းမှာနှုတ်ဆက်ထွက်ခွာနေခြင်းပဲဖြစ်ပါတယ်ပြန်ဝင်ကြာမြင့်ကြီး26မိနစ်43စက္ကန့်26မိနစ်43စက္ကန့်